တခါတလေနှုတ်ဆက်မှုများစွာတခါတလေမွန်းကျမှုများစွာတခါတလေအိမ်မရခြင်းများစွာငါဟာနာကျင်ခြင်းများစွာနဲ့ပြေတကူရှာတခါတလေစိတ်ပြတ်မှုများစွာတခါတလေຫນွေရပေါင်းများစွာတခါတလေတန်မြာမှုများစွာငါဟာတကားပေါက်တွေများစွာနဲ့ပြေတကူရှာလောအချက်တွေမြေလရှာမတွေ့နိုင်ဖြစ်ချင်တာကိုရိုက်ချိုးပြီးဖြစ်တဲ့နာကိုရင်မပိုင်ဘဝပဲဒီကိုတမ်းမို့ရိုက်ဝင်ပြီးတော့ဒီကနေ့ပြောအောင်အေး